ယနေ့ခေတ်မှာဓမ္မဆရာကြီးတွေဘုရားသခင်ရဲ့ပရောဖက်ဆုကျေးဇူးရတော်သူမဟုတ်အနာယိုင်းဆုကျေးဇူးရရှိတော်သူအနေနဲ့မိမိကိုယ်ကိုခံယူတဲ့ယနေ့ခေတ်ကအနာယိုင်းဆရာကြီးတွေနဲ့ပတ်သက်ပြီးတမန်ကျမ်းစာနဲ့မကိုက်နေတဲ့အရာတွေပေါ့နော်ကျမ်းစာနဲ့နှိုင်းယှဉ်တဲ့အရာလေးတွေကိုပြန်လည်ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ဓမ္မတိကျမ်းမှာနာယိုင်းခြင်းနမိတ်လက္ခဏာတွေအားလုံးကိုကြည့်တဲ့အခါမှာလုံးဝဥဒုံတရားရာခိုင်နှုန်းအောင်မြင်နေဆိုတာကိုမြင်တွေ့ရတဲ့အခါမှာယနေ့ခေတ်ကအနာယိုင်းဆရာတွေကြတော့လုံးဝအဲ့လိုမဟုတ်ဘူးဆိုတာကိုမြင်တွေ့မှာဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့အနာယိုင်းစေတဲ့နမိတ်လက္ခဏာအားလုံးကိုတစ်ကြိမ်တစ်ခါမှမအောင်မြင်ပဲမရှိခဲ့ဘူးထိုနည်းတူတမန်တော်ဝတ္ထုထဲမှာရှိရဲ့မြင်တွေ့ရတဲ့တမန်တော်ရဲ့လှုပ်ဆောင်ချက်များမှာလည်းအဲ့လိုပါပဲဆိုတော့ရှမသက်14ရက်ငယ်36မှာခရစ်တော်ရဲ့သူ့ရဲ့ဝတ်လုံတော်ပပွားလေးတော်မှာနော်ထိယုံလေးနဲ့တော်မှာလိုတိုင်းထိတော်သူပဲသူမဆိုအကုန်လုံးတက်တာချင်းသူရောက်ကြတယ်ဆိုပြီးတော့ပြောထားပါတယ်အဲ့တော့နူနာတွေယောဂပျောက်တဲ့အခါမှာလဲယစ်ပရောဟိတ်တွေရဲ့အတေချာဆန်းစစ်မှုတွေကြော်ဖြတ်နိုင်တဲ့အထိပေါ့နော်ပြောမယ်ဆိုရင်ဒုက္ခဒုက္ခတော့ကစီးပညာဆရာဝန်တွေရဲ့စမ်းသပ်မှုလုံးဝစီးပညာအရာအတီးပြုတ်ချက်ယူရမှာစစ်ဆေးခြင်းခံရမှာဒါပေမဲ့ယေရှုခရစ်တော်လောက်တဲ့ဒီအနာယိုင်းဆုကျေးဇူးမှာကြတော့အားလုံးအောင်မြင်နေเนาะအဲ့လိုမျိုးတွေမြင်တွေ့ရတယ်မျက်စိမမြင်သောသူတွေဟာလည်းအမြင်အာရုံတွေအကြည်အလင်းဆုံးပြန်လည်ရရှိကြတယ်ခြေမစွမ်းသောသူတွေဟာလည်းပြေးလွှားခုန်ပေါက်နိုင်လောက်အောင်ပေါ့နော်လုံးဝဒီကောင်းကြမှာကြားတယ်နားမကြားတဲ့လူတွေဆိုလို့ရှိရင်လည်းပဲเนาะအကြတန်တော်မှကြားနိုင်တဲ့အနေထားမှာနားတွေပွန့်လာတယ်လူတေတော်မှကြားမှာတန်ဆွမ်းစွာနဲ့ပြန်လည်ရှင်သန်လာကြတယ်ဒါဟာဓမ္မတိကျမ်းမှာမြင်တွေ့ရတဲ့နမိတ်လက္ခဏာတွေเนาะသူတို့လောက်နေတဲ့အရာအလုံးနောက်ဆုံးမှာလုံးဝဥတုံเนาะမအောင်မြင်တဲ့အဖြစ်ပြက်ဘာတစ်ခုမှမရှိဘူးဆိုတာကိုပထမဆုံးမြင်တွေ့ရတဲ့အကြောင်းပေါ့နော်ကဲတချို့ကြတော့ရှင်မသက်ခရစ်ဝင်အခန်းကြီး19ထဲမှာမြင်တွေ့နေရတဲ့အရာတစ်ခုပေါ့တပည့်တော်တွေကနတ်ဆိုးမမြင်ထောက်နိုင်တဲ့အကြောင်းတွေဒါမှမဟုတ်ရှင်မကုတ်ခရစ်ဝင်အခန်းကြီး10ထဲမှာဘုရားသခင်ကယေရှုခရစ်တော်ကမျက်စိမမြင်သောသူကိုအဆင့်20နဲ့နှခါမျက်စိကိုပေါ့နော်ထိတွေ့ပြီးမှအနာငိမ့်စေတဲ့အရာကိုထောက်ပြပြီးတော့ငင်းခုန်နိုင်ကြပါတယ်နော်ငင်းခုန်တဲ့အရာလည်းရှိပါတယ်ဘာလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရဲ့နောက်ဆုံးမှာကြတော့အပြည့်အဝကျမ်းမာခြင်းရရှိကြတာပဲဆိုတာကိုတော့ကျွန်တော်တို့သိဖို့လိုအပ်ပါတယ်ဒီတပည့်တော်တွေရဲ့ဖြစ်ရမှာဒီကလေးငယ်လေးရဲ့အထဲမှာနှက်ဝင်ပိုးတဲ့အရာမမောင်းထုတ်နိုင်ရတဲ့အကြောင်းရင်းဒီအနာငိမ့်ခြင်းမအောင်မရတဲ့အကြောင်းရင်းဟာဒီကလေးငယ်ရဲ့ယုံကြည်ခြင်းအားနည်းလို့မဟုတ်ဘဲနဲ့တပည့်တော်ရဲ့ယုံကြည်ခြင်းအားနည်းမှုကြောင့်ဖြစ်တယ်ဘောနော်နှဆူဆွဲတဲ့ကလေးရဲ့ယုံကြည်ခြင်းကြောင့်မဟုတ်ဘူးဆိုတာကိုမြင်တွေ့နေရတယ်ယေရှုခရစ်တော်ရဲ့ဆုံးမခြင်းကိုတော့မှခံရကြတယ်မဟုတ်ဘူးလားဆိုတော့အဲ့ဒီဟာကိုကြည်ချင်းအဖြစ်ယနေ့ခက်ကအနာယိုင်းဆရာကြီးတွေမိမိကိုယ်ကိုပရောဖက်ဆုကျေးဇူးအနာယိုင်းဆုကျေးဇူးရတယ်လို့ပြောတဲ့ဆရာကြီးတွေရဲ့ဖြစ်ရက်တွေနဲ့သူတို့တွေကဒီဖြစ်ရက်ကိုကြည်ပြီးတော့သူတို့ဟာနဲ့သူသင်ခန်းစာယူမယ်စစ်ဆေးမယ်ရှာဖွေလိုတယ်တကယ်အမှန်ဆန္ဒရှိတယ်ဆိုရင်တော့သူတို့တစ်ခုခုတော့တင်ယူမှာပါဘာတင်ယူမှာလဲသူတို့အနာမငြိမ်းနိုင်တဲ့လူနာတွေအများကြီးရှိတယ်ဒီလူတွေဟာဒီလူနာတွေရဲ့ယုံကြည်ခြင်းအားနည်းလူကြောင့်မဟုတ်ဘဲနဲ့ဗာလဲသူတို့တွေကိုယ်တိုင်ဒီအနာယိုင်းဆရာကြီးတွေပရောဖက်တွေသူတို့ကိုယ်တိုင်တွေရဲ့ယုံကြည်ခြင်းအားနည်းမှုကင်းမဲ့မှုကြောင့်ပြဿနာကနော်အဲ့ဒါဖြစ်တယ်ဆိုတော့သူတို့ကအတိမတ်ပြုရမှာပဲတကယ်လို့ကျမ်းစာအဖြစ်ပြက်နဲ့နှိုင်းမယ်ဆိုလို့ရှိရင်နှိုင်းလို့တဲ့ဆန္ဒရှိတယ်ဆိုရင်ပေါ့နော်ဆိုတော့မျက်စိမမြင်တဲ့လူတယောက်ရဲ့ဖြစ်ရမှာကြတော့ယေရှုခရစ်တော်ကဘာကြောင့်နှစ်ခါထိတွေ့မှုနဲ့စီကုတလဲပေါ့နော်အနာငိမ့်စီတယ်လဲဒီကိစ္စမှာတပည့်တော်ရဲ့ဝိနည်းရေးရမှာအမြင်အာယုံတိုးတက်မှုတိုးတောင်းမှုတွေပေါ်လွင်စေဖို့ရန်ဒါဝိနည်းရေးရမှာသင်ခန်းစာတစ်ခုအနေနဲ့အစစ်20နဲ့ယေရှုခရစ်တော်ကရည်ရွယ်ချက်ရှိရှိနဲ့ကုသရဲဆိုတာမြင်တွေ့နေရပါတယ်ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးမှာဒီမျက်စိမမြင်တဲ့လူကအမြင်အာယုံပြုတ်ဝပြန်လဲကောင်းမွန်လာတယ်ဆိုတာကိုမြင်တွေ့ရပါတယ်ဒါကြောင့်မလို့ဒီခရစ်ဝင်ကျမ်းထဲမှာဖြစ်ဖြစ်တမန်တော်ဝတ္ထုထဲမှာပဲဖြစ်ရက်တိုင်းမှာခရစ်တော်ဖြစ်စေတမန်တော်များဖြစ်စေတရားရာခိုင်နှုန်းအနာငိမ့်တဲ့အမှုတော်သာသနာအောင်မြင်မှုရှိကြတယ်ဆိုတာတွေ့ရတယ်
ဒါအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ Thomas Edgar ဆိုတဲ့လူကပေါ့နော်ဒီလိုမျိုးမှတ်ချက်ပြုထားပါတယ်ဘယ်တော့မှမအောင်မြင်တာမျိုးမရှိခဲ့ပါဘူးအနိုင်ငိမ့်စေဖို့ကြိုးပမ်းမှုတိုင်းမှာအောင်မြင်ခဲ့ကြတယ်ဆိုပြီးတော့သူကပြောသွားပါတယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့အထင်းသားမြင်တွေ့နေရတဲ့အရာကဘာလဲဆိုရင်ယနေ့ခက်မှာအနိုင်ငိမ့်ဆရာကြီးတွေရဲ့လောက်တဲ့အရာနဲ့တမန်ကျမ်းစာတွေကလုံးဝစံနှုံးနဲ့နှိစက်မှုမရှိဘူးဆိုတာမြင်တွေ့ရတယ်ဆိုတော့ကျွန်တော်ပြောပြတဲ့အတိုင်းပါပဲခဏခဏပြောတဲ့စကားပြန်ပြောချင်တာကမွေကိုဖမ်းမယ်ဆိုရင်ခေါင်းကနေဖမ်းပါပေါ့နော်အဲ့လိုပုံစံယနေ့ခက်က prophet အတုအပတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့သူတို့ရဲ့အတိတ်ကဆရာကြီးဦးကောင်းဖြစ်တဲ့ဘယ်နေဟင်အကြောင်းမပြောလို့မရပါဘူးဆိုတော့ဘယ်နေဟင်အကြောင်းနဲ့ဥပမာယူပြီးတော့ဖြစ်ပျက်လေးတွေကိုကျမ်းစာနဲ့နှိုင်းမှာဖြစ်ပါတယ်ဆိုတော့ဘယ်နေဟင်ရဲ့သူရဲ့မှတ်တမ်းတွေကိုเนาะကြီးတဲ့ခါမှာတက်တည်တာကအနေနဲ့ပြောလိုပါတယ်2009ခုနှစ်တုန်းက ABC Nightline ဆိုတဲ့ magazine ကသူ့ကိုအင်တာဗျူးကနေပေါ့နော်သတင်းပို့ပြချက်အရမှာဘာပြောလဲဆိုတော့ဘယ်နေဟင်ကတဲ့သူအနိုင်ငိုင်းစီတယ်ဆိုတဲ့ဘယ်အချက်ကိုမှစီးဖက်ဆိုင်ရာအထောက်အထားမပြနိုင်ဘူးသူဝန်ခံပါတယ်တကယ်တော့သူအနိုင်ငိုင်းစီတယ်လို့ယူဆရတဲ့အချုလူတွေဟာဆိုရင်တကယ်တမ်းပျောက်ကင်းသွားတာမျိုးမရှိပါဘူးဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံတဲ့အကြောင်းကိုဒီ ABC Nightline ဂျာနယ်ကနေပြီးတော့တည်င်းထဲမှာပေါ့နော်သူကိုယ်တိုင်ဝန်ခံတဲ့အကြောင်းကိုဖော်ပြတာတွေ့မှာဖြစ်ပါတယ်ဆိုတော့တခြားဘာတွေပြောသေးလဲဆိုတော့2001တုန်းကဆိုရင်ဘယ်နေဟင်ရဲ့ဒီအနိုင်ရင်ဆူတောင်းပွဲမှာတဲ့အမြင်အာရုံချွတ်ရွံ့နေတဲ့9နှစ်အရွယ်ပေါ့နော်ဝီလျံဗန်ဒါခုတ်ဆိုတဲ့လူတယောက်ရှိပါတယ်သူဟာအမြင်အာရုံပြန်လည်ရရှိပြီဆိုပြီးတော့အစင်ပေါ်မှာတော့အော်တာပေါ့နော်ငါမြင်ရပြီဘာညာပေါ့သူ့ကိုအော်ခိုင်းတာပေါ့ကွာပြောမယ်ဆိုရင်အခုအခါမှာတဲ့အဲ့ဒီဝီလျံကအသက်အခု2009ဆိုတော့ဒီချိန်မှာဆိုရင်34 33လောက်တော့ရှိပေါ့နော်အခုဒီအရွယ်ရှိတော်လဲတဲ့ဥပဒေအရနော်တရားဝင်မျက်စိမမြင်တော့သူအဖြစ်တတ်မှတ်ခံနေရဆဲပါဆိုပြီးတော့ဒီသတင်းကနော် ABC Nightline သတင်းကနေဖော်ပြတာကိုတွေ့မှာဖြစ်ပါတယ်ဆိုတော့ဒီအချက်လက်အစစ်အမှန်တွေနော်သူရင်ဆိုင်ရတဲ့အခါမှာဘယ်နေဟင်ကတော့ဘာတွေပြောလဲဆိုတော့ဘာကြောင့်လူတိုင်းဟာဘုရားသခင်ရဲ့တူထွေးမှုကိုမခံရတာလဲအနာမငိမ့်ရတာလဲကျွန်တော်မသိပါဘူးဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံထားပါတယ်သူကအဲ့လူနာတွေပေါ်မှာလက်တင်တဲ့အခါမှာလဲဘာမှဖြစ်မလာတဲ့အကြိမ်ပေါင်းများစွာရှိတဲ့အကြောင်းတော်မှသူကပြောပါသေးတယ်ဒါတွေမကဘဲနဲ့ကင်ညာနိုင်ငံမှာရှိတဲ့ဆေးရုံတစ်ခုမှာပေါ့နော်အမတန်မှပြင်းထန်တဲ့ဖျားနာနေတဲ့လူနာ4ယောက်ကိုတော့မှဘယ်နေဟင်ရဲ့နာမည်လက္ခဏာဝတ်ပြုပွဲမှာအနိုင်ငိမ့်ခြင်းအစီအစဉ်မှာပေါ့နော်သူတို့ကမျိုးလင့်ချက်ကြီးကြီးနဲ့ဆေးရုံကနေဆင်းလာပြီးတော့စီးကူတာမှုတော့မခံရုံပဲနဲ့လာကြတယ်နော်တည်င်းမှာတွေ့ရပါတယ်ဒါပေမဲ့ဒီလေးအိုးဟာယောဂပျောက်ကင်းသွားတာမကပျောက်ကင်းတာမကနော်ယောဂပျောက်ကင်းသွားဖို့မပြောနဲ့ယောဂမပျောက်တာမကပေါ့နော်အဲ့ဒီပွဲမှာပဲအဲ့ဒီဆွတောင်းပွဲမှာပဲလေးဦးစလုံးတည်ဆုံးခဲ့တာအနာငိုင်းချင်းလို့လာတဲ့ဟာအနာငိုင်းမဲ့အစားတည်တော်တည်သွားကြတယ်လေးဦးစလုံးပေါ့နော်ဒါအသက်တည်အားလုံးရှိတယ်ဆိုတော့ဒီဖြစ်ရများတွေကနော်ဘယ်နေဟင်ရဲ့ရေးသားထားတဲ့စာအုပ်မှာလုံးဝဆန့်ကျင်ပဲဖြစ်ပါတယ်ဒီပွဲမဖြစ်ခင်တုန်းကသူကြိုတင်ပြီးတော့ပရိသတ်တွေကိုဆွဲဆောင်တဲ့အနေနဲ့သူစာရေးသားခဲ့ပါတယ်အဲ့ဒီစာမှာပြောတဲ့ဟာနဲ့ဖြစ်ပျက်တဲ့ဟာကတခြားစီဖြစ်တာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်သူရဲ့စာအုပ်ခေါင်းစဉ်က Rise and Be Healed ပေါ့နော်ထရွေးအနာငိမ့်ခြင်းကိုခံယူကြလောဆိုပြီးတော့ကျွန်တော်ဘာသာပြန်ပြရစီပေါ့နော် Rise and Be Healed ဆိုတဲ့ခေါင်းစဉ်လေးသူ့မှာဆောင်းပါးတစ်ခုရေးခဲ့ပါတယ်ဆိုတော့အဲ့ဒီအမေစာအုပ်ထဲမှာဘယ်နေဟင်ကဘုရားသခင်နဲ့ပတ်သက်ပြီးတော့ဘုရားကသူ့ကိုဖော်ပြတဲ့အကြောင်းကိုသူကဒီလိုရေးသားထားတာရှိတယ်ကိုတော်သည်အားလုံးသောသူတို့ကိုအနာငိမ့်စီမီဟုဂတိပြုထားတော်မူတယ်လူတိုင်းမြေသူမဆိုဘယ်အရာမဆိုအရာခတ်သိမ်းနဲ့ကျွန်တော်တို့ရဲ့ယောဂဝေဒနာအားလုံးသူငိမ့်စီမယ်အနာပြောက်စီမယ်ဆိုလိုဒီမှာခေါင်းကိုက်ခြင်းနှာခေါင်းပိုက်ခြင်းတွားကိုက်ခြင်းများပြင်မရှိစီရဘာမှမရှိစီရမိရိဖျားနာမှုမျိုးမှတင်ဤလမ်းသို့မရောက်လာစေရကဲဘုရားသခင်သည်တင်းဤယောဂဝေဒနာအားလုံးကို
ငိမ့်စီတော်မူမီဆိုပြီးတော့နော်ဒီစကလုံးတွေနဲ့သူကရေးသားထားတာဆိုတော့ကဲဒီနေရာမှာကျွန်တော်တခုလေးပြောချင်တာကျန်းစာမှာတွေ့ရတဲ့အနိုင်ငိမ့်နဲ့အရာတွေကဒီလိုမျိုးဒီနာစီနှာခေါင်းပိုက်တာတို့နော်သွားကြိုက်တာတို့ဒီခေါင်းကြိုက်တာတွေဒါတွေလည်းရပါတယ်ဒါပေမဲ့ကျန်းစာမှာမြင်တွေ့တဲ့ဟာကျတော့ကြီးကြီးမားမားတွေနော်တကယ် serious တွေနာတာရှည်ယောဂါတွေစီးပညာအရာလုံးဝမဖြစ်နိုင်တဲ့ဟာတွေလေအလိုသေးအဆင့်တော်မှအဲ့လိုမျိုးတွေမှနမိတ်လက္ခဏာလို့ခေါ်တာလေမဟုတ်ဘူးလားဒါမှဘုရားသခင်ရဲ့တကူတော်အစစ်မှန်ဆိုတာကိုငင်းလို့မရအောင်ဒီလူတွေဟာဘုရားရဲ့ဆီလွတ်တော်သူဖြစ်တယ်ဆိုတဲ့တက်တည်အနေနဲ့ငင်းလို့မရတဲ့နော်နမိတ်လက္ခဏာတွေဒါတွေကိုမြင်တွေ့ရတာအခုကသူပြောတဲ့ဟာရကြည့်ပါဦးနှာခေါင်းပိုက်ခြင်းသွားကြိုက်ခြင်းခေါင်းကြိုက်ခြင်းတွေကဲဒါရပါစမတော်တောက်ပြီးတော့ပျောက်တဲ့ကိစ္စတွေလေဒါတွေလည်းဘုရားသခင်ကကုပေးနိုင်ပါတယ်မကုပေးနိုင်တာတော့မဟုတ်ပါဘူးဗောနော်ကျွန်တော်ပြောလိုတာကကျန်းစာထဲကဒီတက်တာကျမ်းမာတော့သူတွေရဲ့အနေအထားနဲ့ဒီသူကုတဲ့အရာတွေရဲ့ဒီအနေအထားစိုးဝါးမှုဘယ်လောက်ကွာခြားလဲဆိုတာကျွန်တော်ဖော်ပြလိုတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဘယ်နေဟင်ကိုရိုင်းကလည်းဒီသူရေးသားထားတဲ့အရာကိုတကယ်ယုံမှာမဟုတ်တော့ပါဘူးအဲဆိုတော့ဒီဆောင်းပါးမှာ Los Angeles Times ဆိုတဲ့သတင်းစာထဲမှာအဲ့ဆောင်းပါးတစ်ခုမှာเนาะသူအနာငိမ့်ချင်းဆိုတာဘာဖြစ်လို့လက်လမ်းမမြင်ရတာလဲလို့မေးတဲ့ခါမှာမအောင်မြင်တာလဲပေါ့เนาะသူ့မြင်တဲ့ခါပဲနေကိုရိုင်းကလည်းနားမလဲဘူးဒါနဲ့ပတ်သက်ပြီးတော့သူကဒီဆောင်းပါးမှာထိမိမိတုံးသက်ချက်ဖော်ပြတာသူကတွေ့ရမှာဖြစ်ပါတယ်ဘလို့ရေးထားတယ်ဆိုတော့ဒီ Los Angeles Times မှာပေါ့နော်စင်မင်းပေါ်မှာတဲ့ဒီအကြောင်းအရာတွေကိုတဲ့မပြောလိပြောထားမရှိတော့လဲတဲ့နောက်တနေ့တော့တဲ့ဒီ Four Seasons ဆိုတဲ့ hotel တစ်ခုမှာပေါ့နော်ဘယ်နေဟင်ကဘာပြောလဲဆိုရင်ဘုရားသခင်ကဘာဖြစ်လို့အချို့လူတွေကိုတော့အနာမငိမ့်ရာလဲဆိုတာကျွန်တော်ကိုယ်တိုင်လဲသိချင်မိပါတယ်ဆိုပြီးတော့ပြောရဲတဲ့အဲ့ဒါဟာတဲ့တင်းအောင်ဆရာသူကိုယ်တိုင်ပောက်ကွေရဲ့ရရုံးကန်နေရတဲ့မိခွန်းတစ်ခုဖြစ်တယ်ဆိုပြီးတော့သူပြောထွက်ပါတယ်တဲ့ဆိုတော့သူကိုယ်တိုင်မှာလဲဘုရားသခင်ကအနာမငိမ့်ပြီးအနာမငိမ့်စီသေးတဲ့ယောဂါပေါ့နော်သူ့မှာနှလုံးယောဂါအခြေအနေရှိတယ်ပေါ့နော်ဒါတော့ထားပါတော့ရှင်ပေါလုတော်မှဒီအနာငိမ့်ခြင်းစုကျေးဇူးကဘုရားသခင်ကပြီးတော်လဲနောက်ပိုင်းမှာပြန်ရောက်သိမ်းလဲတဲ့သဘောရှိတယ်နော်သူ့ကိုယ်သူတော်မှမကူပြီးနိုင်တော့ဘူးသူ့ရဲ့အနားမှာရှိတဲ့Epaphroditusတို့တိမောသေတို့ဘာတို့သူတို့တွေကိုလည်းသူကမကူပြီးနိုင်တော့ဘူးပေါလုကအစပိုင်းမှာတော့ဒီသူဟာဘုရားရဲ့ prophet ဖြစ်တယ်ဆိုတာအမှန်တကယ်ပြောင်းလဲတယ်ဆိုတာကိုတက်တည်အနေနဲ့နမိတ်လက္ခဏာတွေပြဖို့စုကျေးဇူးသူပေးခဲ့တာအနာရင်စုကျေးဇူးတွေပေးခဲ့တာနော်ဒါပေမဲ့ပေါလုကိုယ်တိုင်ဟာလည်းကြာလာတဲ့ခါမှာရောက်သိမ်းခြင်းခံရတယ်သူကိုယ်တိုင်မကုနိုင်တော့ဘူးဆိုတာမြင်တွေ့ရတယ်နော်ကဲဆိုတော့ဘယ်နေရင်ကဘာပြောလဲဆိုတော့သူမိဘတွေကိုယ်တိုင်ဟာလည်းပဲပြင်းထန်နော်ကျမ်းမာရေးပြဿနာတွေခံစားကြတယ်ဆိုပြီးတော့ဆိုတော့ဒါဟာတဲ့ကျွန်တော်တော်တော်တကယ်ကိုခက်ခဲတဲ့အရာပါပဲတဲ့ဘာလို့လဲဆိုတော့ကျွန်တော်အဖြေကိုကြည်ချင်းရှိဖို့ကျွန်တော်အများအားပြောပါတယ်ဒါပေမဲ့သူဆုံးသွားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုထိမသိပါဘူးဆိုပြီးတော့ဒီ Los Angeles Times magazine မှာသူရဲ့ဝန်ခံမှုပေါ့နော်ဖော်ပြတာမြင်တွေ့ရတယ်ဆိုတော့ဘယ်နေရင်ကအဲ့ဒါမဝန်ခံချင်တော်လဲဝန်ခံရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ကျွန်တော်ဘဝမှာဒီလိုမျိုးတခါမှမပြောခဲ့တဲ့အချိန်တွေရှိပါတယ်ဆိုပြီးတော့သူလှုပ်ဝက်ထားတာပေါ့နော်ဒါဟာငါတကယ်အမှန်အနာပြောက်ကင်းတဲ့စုကျေးဇူးမရှိပါဘူးဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့လူတွေရှိမှာတော့အနာငိုင်းမဲ့ဘာနေပါပေါ့နော်အဲ့လိုမျိုးတွေအဲဒါကြောင့် तू ကဘာဆက်ပြောလဲဆိုရင်ကျွန်တော်တဲ့ပြောရမှာပေါ့တဲ့ကျွန်တော်အမိမှာဆီးကျူယောဂါရှိတယ်ကျွန်တော်အဖေကလည်းကင်ဆာနဲ့ဆုံးသွားပါတယ်ဒါဟာဘဝပဲလေဆိုပြီးတော့ तू ကဒီတိုင်းပဲပေါ့နော်ပေါ့ရော့နေပဲသူ့ရဲ့စုကျေးဇူးအနာငိမ့်ခြင်းစုကျေးဇူးနဲ့ပတ်သက်ပြီးအမှန်တကယ်မရှိတဲ့အကြောင်းပေါ့နော်မလောက်နိုင်တဲ့အကြောင်းကို तू ကဖော်ပြတာကဲအခုတော့ तू မအောင်မြင်တဲ့အရာတွေကို तू ကဝန်မခံခြင်းပဲနဲ့ဝန်ခံနေရပါတယ်ဒါပေမဲ့လည်း तू ဟာဘာဆက်လောက်တည်တယ်ဆိုတော့ तू ဟာတဲ့ငွေကြီးနှောက်လိုက်တဲ့လူမဟုတ်ဘူးလိန်လေလှည့်ပြတော့ तू
comment ပေါ့နော်ငါမဟုတ်ဘူးဆိုပြီးတော့သူကဘယ်နေရင်ကဇွတ်အတင်းငင်းဆိုနေစေဖြစ်ပါတယ်ဆိုတော့သူကဘာပြောလဲဆိုရင်အကယ်၍ကျွန်တော်ဟာလူလိန်ဆိုရင်သူတို့ရဲ့ပတ်စံတွေကိုအကုန်ပြန်ပြီးမှာပေါ့ဆိုပြီးတော့သူကပြောသေးတယ်ဒါဆိုရင်သူတကယ်ပတ်စံတွေပြန်ပေးလာမပေးဘူးလားဆိုတာဟုတ်လားသူဟာဒီလူလိန်မဟုတ်ကြောင်းအောက်လန်းဆိုင်ရာမဟုတ်ကြောင်းတက်တည်အနေနဲ့ဒီသူရတဲ့ပတ်စံတွေကိုအကုန်ငါပြန်ပေးမယ်မကျမ်းမာတော်သူတွေငါအကုန်ပြန်ပေးမယ်လို့သူပြောတဲ့အတိုင်းသူတော့တကယ်လောက်လာဆိုတာနော်ဒီတက်တည်အနေနဲ့ကျွန်တော်တို့ဘာတွေ့လိုက်ဘာမှမတွေ့ဘူးတွေ့တာတခုတော့ရှိတယ်ဗာလဲဆိုတော့အဲ့ဒီလိုအပ်နေတဲ့လူတွေအယုံလွယ်တဲ့လူတွေစီကနေသူကငွေကြီးများစွာဆက်လက်သူကလိန်လေယူနီဆဲဖြစ်ပါတယ်သူတို့စီကနေရတဲ့ငွေကိုအသုံးပြုပြီးတော့နော်ဖြုံးတီးပျော်ပါတဲ့အမတန်မှဈေးကြီးတဲ့နော်ကပ္ပစံချိန်ဈေးကြီးဆုံးအဝတ်စားတွေလူနေမှုပုံစံနဲ့နေထိုင်တဲ့အရာဒါပဲကျွန်တော်တို့မြင်တွေ့နေရတယ်ဒါဟာသူ့ရဲ့ရုပ်တိဗီဒသူ့ရဲ့ခံယူချက်လည်းဖြစ်မှာပေါ့ဒါကသူပြောတဲ့ငါလူလိမ်မဟုတ်ဘူးငါသူတို့ရဲ့ပတ်စံငါအကုန်ပြန်ပြီးမှာပေါ့ဆိုတဲ့အရာရဲ့တက်တည်လို့ဒါပဲเนาะတက်တည်ဆိုလို့အဲ့ဒါပဲရှိပါတယ်ဆိုတော့သူဝတ်တဲ့အဝတ်စားတွေဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဆိုရင်တစ်သက်လုံးစားလို့မကုန်တဲ့တန်မိုးကြီးတဲ့အဝတ်စားတွေဖြစ်ပါတယ်နာရီဒိုင်းမွန်တွေเนาะလက်စွပ်တွေเนาะကိုပိုင်အကောင်းဆုံးနှုတ်ဆုံးပေါ်ကားတွေเนาะအမတန်မှတန်ပေါင်းများစွာဒေါ်လာတန်ပေါင်းများစွာနဲ့ဝယ်ရတဲ့เนาะဒါတွေနဲ့ဇိမ်ခံဘဝတွေနဲ့ဖြုံးတင်းနေပါပဲဖြုံးတင်းနေစကိုပိုင်ကြက်လက်ရည်နေနဲ့ကဲထားပါတော့သူကတော့ငါလူလိမ်မဟုတ်ဘူးငါပြန်ပေးပါတယ်ပြန်ပေးမှာပေါ့ဆိုတဲ့စကားတော့ရှိတာပေါ့နော်ကဲဒါကြီးကြည့်ချင်းအဖြစ်သူစကားဟာအမှန်ဟုတ်မဟုတ်ဆိုတာကျွန်တော်တို့နားလည်လို့ဒီလောက်ဆိုရင်သဘောပေါက်မှာပါဆိုတော့2002ခုနှစ်မှာလဲသူကသူ့ရဲ့ကိုပိုင် TV ရှိတယ်ပေါ့နော်ရောက်တန်ကြည်ပရိသတ်တွေသူတို့စီမှာသူဘာပြောခဲ့လဲဆိုတော့ကဲကျွန်တော်မျက်လုံးတွေကိုတီချာကြည့်ပါကျွန်တော်ကိုအနေကရိုက်ပြီးပါကင်မရာမန်ကိုပြောတာပေါ့နော်ဒီမျက်လုံးတွေကိုကြည့်စမ်းပါကျွန်တော်ခမရတို့ကိုတခါမှမလိန်ခဲ့ဘူးဘယ်တော့မှလည်းလိန်မှာမဟုတ်ဘူးရရဲ့လူမျိုးတော်တွေကိုလိန်မဲ့အစားကျွန်တော်အတီခံလိုက်ပါမယ်ဒါအမှန်တရားပဲဆိုပြီးတော့သူကရဲရဲဝုံဝုံသူကကြီးအကျယ်သူကပြောလိုက်သေးတယ်ပေါ့နော်လူတွေကိုဒါကြောင့်လဲဆိုတော့သူ့ရဲ့ဒီလိန်လေမှုတွေကိုလူတွေကအရန်ပြောလာတဲ့အခါမှာတက်သေးတွေမြောက်များစွာမြင်တွေ့ရတဲ့အခါမှာသူလည်းအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး TV ကနေတဆင့်ပြောတာဖြစ်ပါတယ်လက်တွေ့မှာကြတော့ဒီစကားတွေဟာအမှန်တရားလုံးဝမဟုတ်ဘူးအမှန်တရားနဲ့လုံးဝဝေးကွာနေတယ်ဆိုတာမြင်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီသတင်းဂျာနယ်ဆရာကြီးတယောက်ပေါ့နော်ခုနပြောတဲ့ Los Angeles Times ကနေသူ့နောက်ကိုလိုက်တာသူတို့က William Lawdale ဆိုတဲ့ William Lawdale ပေါ့နော်သူကဘယ်နေဟင်ကိုအင်တာဗျူးပြီးတဲ့နောက်မှာသူ့ရဲ့ခံယူချက်ပေါ့နော်ဘယ်နေဟင်နဲ့စကားပြောအင်တာဗျူးတဲ့နောက်ပိုင်းဒီဆရာကြီးရဲ့စိတ်နဲ့သဘောထားတွေဟာဘယ်လိုလဲဆိုတာသူကသဘောပေါက်သွားတယ်။မြေုံကြည်သူတွေကပြောတဲ့အရာတော့ဒါတော့မှသူ့အကြောင်းကိုသူကဒီလိုမှတ်ချက်ပြုထားပါတယ်။ဘုရားသခင်ရဲ့ခေါ်ယူခြင်းတာမဟုတ်လို့ရှင်တော့နော်ဒီအလောက်မှချက်ချင်းနှုတ်ထွက်မယ်ဆိုပြီးတော့ဘယ်နေဟင်ကတော့ပြောသေးတယ်တဲ့။တကယ်တမ်းဆိုရင်ကျွန်တော်ကတဲ့အဲ့ဘယ်နေဟင်ရဲ့စိတ်ထဲမှာရှိတဲ့သဘောထားတွေကိုထိုးဖောက်ပြီးတော့မမြင်နိုင်ပေမဲ့လဲကျွန်တော်သူ့ကိုထိုင်ကြည့်ပြီးတော့ကြည့်ရတဲ့လို့ဆိုလို့ရှိရင်သူဟာတော်ကိုပြဇက်ကောင်းနော်ဟန်ဆောင်ကျွမ်းကျင်တော်သူလူသားတစ်ယောက်ဖြစ်တယ်လူတွေရဲ့အခြေအနေကိုနားလည်ပြီးတော့အဲ့ဒါကိုအသုံးချပြီးတော့တကယ်ရောက်ရှင်မင်းသားတစ်ယောက်လို့ပေါ့နော်စီးစိမ်ချမ်းသာကျွယ်ဝတဲ့ဘဝကိုတည်ဆောက်ထားတဲ့နော်ပါရမီရှိတဲ့တယောက်ဆောင်တစ်ယောက်လို့ပဲကျွန်တော်မြင်တွေ့တယ်တဲ့သူပြောနေတဲ့စကားလုံးတွေဟာဆိုလို့ရှိရင်သူကိုယ်တိုင်ယုံမှာမဟုတ်ဘူးကျွန်တော်သူ့ကိုတစ်စက္ကန့်လောက်တောင်မှမထင်မိဘူးပေါ့နော်သူပြောတာသူယုံမှာမဟုတ်ဘူးဆိုပြီးတော့ဒါမဟုတ်သူရဲ့နမိတ်လက္ခဏာတွေအားဖြင့်အနာမငိမ့်ပဲနဲ့တည်ဆုံးသွားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေပေါ်မှာလဲသူလုံးဝနည်းနည်းပါးပါးမှစိတ်မကောင်းဖြစ်နေမယ်မထင်ဘူးတဲ့မယူဆမိပါဘူးတဲ့အနာမငိမ့်ပဲတည်သွားတဲ့လူတွေအများကြီးရှိတယ်ပတ်စံကြတော့သူအများကြီးယူတယ်ဒီလူတွေအပေါ်မှာသူနည်းနည်းမှစိတ်မကောင်းတဲ့အနေအထားတွေပေါ့နော်အပြုတ်အမူတွေဘာတစ်ခုမှကျွန်တော်မမြင်တွေ့ရဘူးတဲ့ဒီသတင်းဆရာနော် journalist တယောက်ကတုံးတက်တာသူဘာပြောသေးလဲဆိုတော့သူ့ကိုကျွန်တော်မြင်အောင်ကြည့်မိတယ်တဲ့
သူဟာတဲ့ဒနာ point ဆိုတဲ့ဒနာ point ဆိုတာရှိတယ်အဲ့ဒါဒီတထေးတွေနေထိုင်တဲ့အိမ်ယာပေါ့နော်အဲ့ဒီမှာကန်းချီပြီးနားမှာပေါ့နော်ကန်းပါမှာပေါ့နော်အဲ့ဒီဒနာ point မှာရှိတဲ့ကန်းပါရန်အထိုက်မှာတဲ့သူ့ရဲ့ဆန်အိမ်ကြီးဆိုတာရှိတယ်ဘယ်နှဟင်ရဲ့ဆန်အိမ်တော်ပေါ့နော်သမရဒီအိမ်ထက်တောင်ကောင်းတာပေါ့အဲ့မှာသူကထိုင်ပြီးတော့သူ့ရဲ့အိမ်မျက်နှာကြက်လှလှလေးတွေနော်မှန်ပရင်းပေါက်ကနေတဆင့်သူက Pacific သမုဒ္ဒရာတွေကိုအလှအပတွေကိုကြည်ပြီးတော့ဒီပရင်းပေါက်ကနေတဆင့်ဒီလိုင်းစီးနေတဲ့လူတွေကန်းကျင်နေမှာရေကုတ်ခတ်နေတဲ့လူတွေလင်းပိုင်များနဲ့ဒီမိုးကုတ်ဆက်ဝိုင်းမှာအဆက်အပြောက်ကလေးများကဲတူတော့ဒီရွက်လေလေးတွေပေါ့နော်သူကမြင်ရင်းနဲ့သူကစိတ်ကူးရင်ပြီးတော့သူ့ကိုယ်သူဘယ်လောက်ကံကောင်းတယ်နော်သူ့ကိုယ်သူဘယ်လောက်ကံကောင်းတယ်လို့ဖြစ်တယ်လဲဆိုတာသူကတဟိဟိရီမောပြီးတော့သူကစဉ်းစားမအောင်ကျွန်တော်မြင်အောင်မိပါတယ်တဲ့ဆိုတော့သူဟာထီပုတ်သွားတဲ့လူတယောက်ပါပဲဆိုပြီးတော့သူကပင်နေဟင်အကြောင်းကိုဒီလိုတောင်းတတာကိုတွေ့ရပါတယ်ကဲယနေ့ခက်မှာပင်နေဟင်ကဲ့သို့ဒီအနိုင်ငိုင်းဆရာကြီးတွေမိကိုပရောဖက်စုကျေးဇူးရတယ်เนาะအနိုင်ငိုင်းစုကျေးဇူးရတယ်ဆိုပြီးတော့ခံယူတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိပါတယ်နာမည်တော့မပြောတော့ပါဘူးဆွဲကြိုးတွေတက်အကောင်းစားတွေဝတ်စင်လိုငယ်လိုဘာလိုသူတို့ကတရားဟောဆရာလိုမင်းသားလိုတရားဟောလို့ရှင်လည်းပဲသူတို့အပြုအမူတွေဟာလုံးဝနှိမ်ချခြင်းလူတွေကိုယုံတည်မှုတွေမရှိအဲ့လိုမျိုးတွေတကယ်ကိုအာနာရှင်လို့စကားပြောရင်လည်းပေါ့နော်အဲ့လိုမျိုးတွေတထေးတွေတကယ်ချမ်းသာကြွယ်ဝသောလူတွေကဲသူတို့ဟာတကူးရှိတယ်လို့လူတွေကိုနှစ်ဖိုးတုံးပြီးတော့လဲတာတို့တနတ်လို့ပြစ်ပြီးတော့လဲခိုင်းတာတို့ဘာရီညာတွေနော်ရှလာလာဘာလာလာတွေဘာတွေရှောက်ပြောပြီးအဲ့ဒါမျိုးတွေအများကြီးရှိပါတယ်ဒီလူတွေကိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေဘယ်လိုသဘောထားရှိလဲဘယ်လိုခံယူချက်ရှိလဲတမချန်းဆိုင်ထဲမှာရောဆွေးနွေးတယ်လို့ပေါ့နော်အနာငိမ့်တဲ့ခါမှာအမတန်မှလူအနေနဲ့ဆရာဝန်တွေလုံးဝလက်လျှော့တဲ့အနာကြီးတွေပေါ့နော်ဒါတွေကိုကျန်းစာမှာမြင်တွေ့တဲ့လောက်ဆောင်မှုတွေဖြစ်တယ်ဒါပေမဲ့အခုကဒီလူတွေလောက်ဆောင်တဲ့အရာတွေဟာဒါတွေမမြင်ရပါဘူးဆိုတော့မအောင်မြင်မှုတွေဟာပိုများပါတယ်ကျန်းစာထဲမှာတော့တရားရခိုင်နှုန်းအောင်မြင်ကြတယ်ဆိုတာကိုလည်းမြင်တွေ့ရတယ်ဆိုတော့ဒီမတူနေမှုတွေကိုမြင်တွေ့တဲ့အခါမှာမိတ်ဆွေအနေနဲ့ဘယ်လိုခံယူချက်ရှိတယ်ဘယ်လိုတောင်းတချက်တွေရှိတယ်လဲဆိုတာတွေကိုလည်းပဲကျွန်တော်တို့တော်တော်နားထောင်ချင်ပါတယ်သိချင်ပါတယ်လို့ရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေအာမင်